Hello အားလုံးပဲမင်္ဂလာပါဝုန်းဝအစီအစဉ်ကနေအရောက်ချင်းစီတိုက်ကိုပြန်လည်ကြိုဆိုပါရစေဆိုတော့ဒီတစ်ပတ်မှာတော့ကျွန်မပေါ့နော်ဒီကလုံးမှာပြန်လည်ပြီးမှဆင်ချင်းအောင်မိရင်းနဲ့စိတ်ထဲမှာပေါ်လာတဲ့အရာလေးနဲ့ပေါ့နော်ဒီတစ်ပတ်ပြန်လည်ပြီးမှခေါ်အားပေးချင်တာဖြစ်တယ်ဆိုတော့ကျွန်မဒီကနေ့မှာဖတ်ကြားရမယ်နှုတ်ဘတ်တော်ကကျွန်မတို့အမေရငယ်ကလေးကပေါ့နော်ချားဖို့တဲ့အရာဖြစ်တယ်အားလုံးလည်းရရှိတဲ့နှုတ်ဘတ်တော်ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကစာလ23ပေါ့နော်အစကနေအဆုံးထိကြလည်းပြီးမှဖတ်ချင်ပါတယ်လို့ထာဝရဘုရားသည်ငါဤသူထိန်ဖြစ်တော်မူ၏ငါဒီစင်ရင်မခံရစိန်လန်းသောကျက်စားရာရ၌ငါကိုအိစီတော်မူ၏တာယာသောမိနာတို့လမ်းကြတော်မူ၏ငါဝိညာဉ်ကိုအားဖြည့်၍နာမတော်အပေါ်လုံးငါတရားလမ်းထင်း၌တွေ့ဆုံတော်မူ၏အကယ်၍ဒီမင်းဤအရေးလွန်မိုးသောခြိုက်သေးတို့ရှောက်တော်ရတော်လဲဒီအန်ဒီကိုမကြောက်ပါအကြောင်းမူကားကိုတော်ဒီအကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍လန်တန်တော်နှင့်သုံးဝေးတော်ဒီအကျွန်ုပ်ကိုချမ်းသာစေပါ၏အကျွန်ုပ်ဤရန်သူတို့ရှိမှအကျွန်ုပ်အဖို့စပွဲကိုခင်းတော်မူ၏အကျွန်ုပ်ခေါင်းကိုစီနှက်သိမ်းတော်မူ၏အကျွန်ုပ်ခွပ်ပလားဒီရှံလေးရှိပါ၏အကယ်စင်စစ်အကျွန်ုပ်ဒီဂျေဇုနှင့်ဂယုဏကိုတသက်လုံးခံစား၍ထာဝရဘုရား၏အိမ်တော်မှာအစဉ်အမြဲနေရပါလိမ့်မည်အာမင်ဖတ်ကြားတော်တဲ့နှုတ်ဘတ်တော်ပေါ်မှာဘုရားခင်ထူကောင်းချီးပေးပါစို့ပြီးပါစေဆိုတော့နံပါတ်1တစ်ချက်အနေနဲ့ကျွန်တော်တို့ထာဝရဘုရားသည်ငါ၏သူထိန်ဖြစ်တော်မူ၏ငါဒီစင်မခံရဆိုတဲ့အခါမှာပြန်လည်ပြီးမှတစ်ဖက်ကနေစဉ်းစားဆင်ခြင်တဲ့အခါမှာကျွန်တော်တို့ကိုထိန်ချောင်းနေတဲ့သူကကျွန်တော်တို့ရဲ့မိဘတွေလည်းမဟုတ်သေးဘူးကျွန်တော်တို့ကိုကယ်တင်ရှင်ဖြစ်တဲ့ထာဝရဘုရားသူကိုယ်တိုင်ကကျွန်တော်တို့ကိုထိန်ပေးထားတဲ့သူဖြစ်တယ်ဆိုတဲ့အရာကိုပေါ့နော်ပြန်လည်ပြီးမှဆင်ခြင်အောင်မိတယ်ဖရားရဲ့ထိန်းချုပ်ခြင်းထဲမှာကျွန်တော်တို့ရှိနေတဲ့ကျွန်တော်တို့ကဘယ်တော့မှဆင်းရဲခြင်းထဲမှာမနစ်မွန်းရဘူးဆိုတဲ့အရာကိုလည်းပေါ့နော်ကျွန်တော်တို့နံပါတ်1တစ်ချက်အနေနဲ့ဆင်ခြင်ရတာဖြစ်တယ်ဆိုတော့ဖရားရဲ့ထိန်းချုပ်ခြင်းထဲမှာကျွန်တော်တို့မြင်စင်တိုင်းမှာပေါ့နော်အသက်ရှင်ဖို့ရပေါ့နော်ဘုရားကလို့ရှိတာဖြစ်တယ်ပြီးရင်နံပါတ်2အချက်နဲ့အနေနဲ့ပေါ့နော်စိန်လန်းတော်ကျက်စားရဲ့အရ၌ငါကိုအိစီတော်မူ၏တာယာတော်မိနာတို့လမ်းချတော်မူ၏ဆိုတဲ့အခါမှာဖရားရဲ့ထိန်းချုပ်ခြင်းတွေမှာကျွန်တော်တို့ရှိတဲ့အခါမှာစိန်လန်းတဲ့ကျက်စားရာမေရနန်းစားနေတဲ့အရာမေရန်စိန်လန်းစုပြီးတဲ့အရာပေါ်မှာပေါ့နော်အရက်မှာကျမတို့ကို AC ပြန်တာရတော့မိနာတို့လမ်းကြတော်မူရေးဆိုအမေရန်မိနာမှာရှိတဲ့ရာသီဥတုဖြစ်ဖြစ်ကျမတို့ခဏရှိတဲ့အချိန်မှာဖြစ်ပေါ့နော်အရန်တာရတယ်လို့ပဲဖရားရဲ့ထင်းချုပ်ခြင်းထဲမှာကျမတို့ရှိနေတဲ့ယူကကျမတို့ရဲ့အသက်တာကိုဖရားကစိန်လန်းစုပြီးမယ်တာယာစီမယ်ဆိုတဲ့အချက်ပေါ့နော်ဒုတိယချက်အနေနဲ့ကျွန်တော်တို့တွေ့ရတာဖြစ်တယ်ပြီးရင်တတိယချက်အနေနဲ့ကျွန်တော်တို့ရဲ့ဒီအပြင်ပန်းတွေဖရားရဲ့ထိန်းချုပ်ခြင်းတွေမှာရှိပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ရဲ့ဒီအပြင်ပန်းတွေပဲမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ပေါ့နော်ငါဝိညာဉ်ကိုအားပြီး၍နာမတော်အပွက်လုံးကတရားလမ်းထင်းနဲ့သွေးဆောင်တော်မူ၏ဆိုတဲ့အခါမှာတကယ်ပဲကျွန်တော်တို့ရဲ့အတွင်းဝိညာဉ်အမြဲတမ်းသူ့ရဲ့လမ်းကြောင်းသူ့ရဲ့လူတော်လမ်းကြောင်းထဲမှာအမြဲတမ်းကျွန်တော်တို့ကိုဆွဲခေါ်ပြီးပြီးရင်ဒီလိုဆွဲခေါ်တဲ့အခါမှာတကယ်ပဲဖရားရဲ့နာမတော်ဖရားရဲ့ဘုံတော်ထင်ရှားဖို့ရပေါ့နော်ကျွန်တော်တို့ကိုအမြဲတမ်းခေါ်ဆောင်ပြီးတယ်လမ်းပြပြီးတယ်ဆိုတဲ့အရာကိုပေါ့နော်နံပါတ်3အချက်အနေနဲ့ကျွန်တော်တို့မြင်တွေ့ရတာဖြစ်တယ်ပြီးရင်နံပါတ်4အချက်အနေနဲ့ဆက်ပြီးမှကြည့်ရအောင်ကဲစင်စစ်တီမင်းဤအရေးလွန်မိုးတော့ခြိုက်သေးတော့ရှောက်သွားရတော့လေ BND ကိုမချောက်ပါအကြောင်းမူကကိုတော်ဒီကျွန်ုပ်နဲ့အတူရှိတော်မူသည်ဖြစ်၍နန္တန်တော်နဲ့တုံဝေးတော်ဒီကျွန်ုပ်ကိုချမ်းသာစေပါအေးဆိုတဲ့အခါမှာတကယ်ပဲကျွန်တော်တို့လောကမှာသက်ရှင်တဲ့အခါမှာခက်ခဲခြင်းတွေအမျိုးကျမတို့ပေါ့နော်တီမင်းရဲ့အရှိလွန်မိုးတဲ့အရာတွေနောက်ရှက်ခြင်းတွေအမျိုးကြုံတွေ့နေရတော့လဲရှောက်သွားတယ်ဆိုတဲ့အခါမှာရှောက်သွားတာမဟုတ်ဘဲနဲ့ဖြတ်တန်းတဲ့အချိန်မှာလဲဖယားကမကြောက်ပါနဲ့ပြီးအနေကိုမကြောက်ပါနဲ့ဘာလို့လဲဆိုတော့ဖယားကိုယ်တိုင်ကကျမတို့နဲ့အတူပါရှိပြီးတယ်လုံခြုံခြင်းပြီးမယ်ဘယ်လိုခက်ခဲကျန်းသားနဲ့မုန်တိုင်းတွေဘဝရဲ့အခက်ခဲထဲမှာရှိနေပါစေဖယားကကျမတို့နဲ့အတူရပ်တည်ပြီးမယ်လို့ကတိထ
ထားတဲ့ဘုရားဖြစ်တဲ့အကြောင်းကိုလည်းကျမတို့တွေ့ရတာဖြစ်တယ်ပြင်ဆက်လက်ပြီးမှကြည့်မယ်ဆိုရင်ကျွန်တော်ဤရန်သူတို့ရှိမှာကျွန်တော်အဖို့စပွဲကိုခင်းတော်မူကျွန်တော်ခေါင်းကိုစီနဲ့လိမ့်တော်မူကျွန်တော်ခွက်ဖလားနေရှန်လက်ရှိပါအေးဆိုတဲ့အခါမှာတကယ်ပဲကျမတို့ကိုမနစ်မြို့တဲ့သူတွေကျမတို့ကိုမနာလိုတဲ့သူများစွာရရှိမှာကျမတို့မြင်လို့ရတဲ့ရန်သူမြင်လို့မရတဲ့ရန်သူရှိမှာဘုရားကိုယ်တိုင်ကကျမတို့နဲ့အတူရက်တည်ပြီးမယ်ကျမတို့ကိုနမ်းပြပြီးမယ်ကျမတို့ကိုကွယ်ကာပြီးမယ်ကျမတို့ကိုဦးဆောင်ပြီးမယ်လို့ကတိထားတဲ့ဘုရားဖြစ်တယ်ဆိုတဲ့အရာကိုပေါ့နော်ကျမတို့ရန်သူရဲ့ရှိမှာကျမတို့အတူရက်တည်ပြီးမယ်ဘုရားဖြစ်တယ်ဆိုတဲ့အရာကိုလည်းကျမတို့ပြင်တွေ့ရတာဖြစ်တယ်ပြီးရင်နောက်ဆုံးအချက်လေးနဲ့အကေစင်စစ်ကျွန်တော်ဒီကျေးဇူးနဲ့ဂရုဏာကိုတက်လုံးခံစား၍ထာဝရဘုရားအိမ်တော်မှာဆင်မင်းနေရပါလိမ့်မည်ဆိုပြီးမှဘုရားရဲ့ကိုယ်ကချင်းချင်းမှာကျွန်တော်တို့နေတဲ့အခါမှာတကယ်ပဲသူ့ရဲ့ကျေးဇူးသူ့ရဲ့ဂရုဏာတော်နဲ့အမေရန်ပတ်ရစ်ပြီးမှကျွန်တော်တို့ဒီလောကမှာဘဲမဟုတ်ဘဲနဲ့တကယ်ပဲထာဝရကာလထိတိုင်အောင်ထာဝရဘုရားကကျွန်တော်တို့ကိုတာဝန်ယူမဲ့ဘုရားဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီအရာကိုချုပ်ပြီးမှကြည့်မယ်ဆိုရင်တကယ်ပဲဘုရားရဲ့ထိန်းချုပ်ချင်းထဲမှာဖယားကိုပဲကျမတို့ရဲ့တက်တာကျမတို့နေ့ရက်ကိုထိန်းချုပ်ခွင့်ပေးတယ်ဆိုရင်သစင်ပြီးသစင်ကျမတို့ရဲ့ဒီအပြင်ပိုင်းခန္ဓာကိုယ်ပိုင်းဆိုင်မှာဖြစ်ဖြစ်ကျမတို့အတွင်းဝိညာဉ်ပိုင်းဆိုင်မှာဖြစ်ဖြစ်ကျမတို့ကိုမနာလိုတဲ့သူတွေဖြစ်ဖြစ်ကျမတို့ကိုမနစ်သက်တဲ့သူတွေရှိမှဖြစ်ဖြစ်ဘုရားကသူ့ရဲ့ဘုန်းတော်နဲ့လွှမ်းခြုံပြီးအောင်တာမကပဲတကယ်ပဲထာဝရကာလတိတိုင်အောင်ကျမတို့နဲ့အတူအမြဲတမ်းရှက်တည်ပြီးမယ်လို့ပြောတဲ့ဘုရားကဒီကနေ့ကျမတို့နဲ့အတူရှိနေတာဖြစ်တယ်အဲဒါကြောင့်ဘဝမုန်တိုင်းတွေဘယ်လိုပဲထားနေပါစေကျမတို့အဲ့ဒီအထဲမှာနှိမ့်မြုပ်ဖို့ရဘုရားကအလုံးဝအလိုတော်မရှိဘဲနဲ့သူ့ရဲ့အမှုပေးစီခြင်းပေါ်မှာပဲစီစီယေရှုခရစ်တော်ကိုပဲကြည်ပြီးမှဘုရားရဲ့တတ်နိုင်ခြင်းဘုရားလှုပ်ဆောင်ပေးခြင်းခရစ်တော်ထဲ၌ကျမတို့ရဲ့ဖြစ်ခြင်းပေါ်ကိုပဲရှက်တည်ပြီးမှသူ့ရဲ့တတ်နိုင်ခြင်းကိုပဲဝန်ခံနေဆိုရင်တကယ်ပဲကျမတို့အတွက်နေရာစဉ်တိုင်းမှာအခြေအနေရာသီဥတုတွေနိုင်ငံတွေဘယ်လိုပဲဖြစ်နေပါစေဘုရားနဲ့အတူတွာလာတယ်ဘုရားကိုအားကိုးတယ်ဘုရားကိုကိုးစားတယ်ဆိုရင်ကျမတို့ဖယားကပဲတာဝန်ယူပေးမှဖြစ်တယ်ဆိုတဲ့အရာလေးနဲ့ပေါ့နော်ကျွန်မခွန်အားပေးချင်တာဖြစ်တယ်အဲ့ဒါကြောင့်အချင်းနေတဲ့ဘယ်လိုပဲကြုံတွေ့နေပါစေဖယားရဲ့တတ်နိုင်ခြင်းပေါ်မှာပဲရက်တည်ပြီးမှသူဖယားကိုပဲစစ်စစ်ကြည့်ရှုဖို့ရခွန်အားပေးချင်ပါတယ်လို့ဂျာနာလည်းရောက်ချင်းစီတိုင်းပေါ်မှာဖျားခင်ထူကောင်းကြည့်ပေးပါစေ